မီတာဆိုင်လေးမှာပါတယ်မီတာယူနစ်နဲ့သူနှုံးသားလေးတွေကြောင်းကိုဒါအသေးသေးလေးရှင်းပြပေးသွားမယ်ပေါ့နော်ပြီးတော့နောက်တဲ့ဗီဒီယိုမှာကျတော့ဒီမီတာနှုံးသားအသစ်လေးတွေကိုထပ်ပြီးရှင်းပြပေးသွားမယ်နော်အဲ့တော့ဒီကျွန်တော်အခြေခံထားပြီးတော့150ယူနစ်မှာအခြေခံထားပြီးကျွန်တော်တွက်ပြပေးမယ်နော်အဲ့တော့မီတာယူနစ်150မှာကျွန်တော်တို့မီတာယူနစ်ပေါ့နော်တစ်ယူနစ်ကနေပြီးတော့30ယူနစ်ဒီသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က30အမြောက်ဒီမှာ35ကျက်နဲ့နော်30ယူနစ်35ယူနစ်မြောက်တော့1050ကျက်ကြရပါတော့အဲ့ဒါပထမတစ်ပိုင်းဒုတိယတစ်ပိုင်းကျတော့31ကနေ50တဲ့အဲ့တော့ဒီ31ယူနစ်ကနေတော့50ယူနစ်ဆိုတော့အဲ့တော့စုစုပေါင်းယူနစ်ဘယ်လောက်ရှိလဲဆိုတော့ခွာချယူနစ်ကကျွန်တော်ယူနစ်20ရှိတယ်အဲ့ယူနစ်20ဘယ်လိုရတာလဲဆိုလို့ရှိရင်ကျွန်တော်ဒီ50တဲ့ဟာကျွန်တော်ဒီ30ပေါ့နော်ဒီအပေါ်က30ကိုနှုတ်လိုက်လို့ရှိရင်ယူနစ်20ကျတယ်နော်ယူနစ်20နဲ့တော့ဒီမှာမြှောက်လိုက်မယ်နော်ယူနစ်20နဲ့ကျွန်တော်50ကျန်နဲ့မြှောက်လိုက်လို့ချင်းယူနစ်ကငွေတက်ငွေဆို1000ကျပ်သွားကြရပါဒါကတော့ယူနစ်50ဒီတုံးလို့ချင်းအဲ့တော့50ယူနစ်ကနေပြီးတော့ဒီ85ယူနစ်ဆိုတော့ကျွန်တော်ဘယ်လောက်ယူနစ်ရှိလဲဆိုတော့ဒီပေါ့ဒီ50နဲ့85နဲ့50နှုတ်လိုက်လို့ချင်း25ယူနစ်ကျန်တယ်အဲ့တော့25ယူနစ်နဲ့ကျွန်တော်တို့90ကျပ်နဲ့မြှောက်ပါတော့25နဲ့90နဲ့မြှောက်တဲ့အချိန်မှာကျွန်တော်ဘယ်လောက်ယူနစ်ရလဲဆိုလို့ချင်း1950ကျက်ရတယ်ဒါတော့ဒီ95ယူနစ်ဒီဖြစ်သွားပြီเนาะပြီးတော့86ကနေပြီးတော့100ယူနစ်ဒီသုံးမယ်ဆိုလို့ရှိရင်100ရဲ့85အောင်လုပ်တော့25ယူနစ်ကျတယ်အဲ့တော့90နဲ့25နဲ့မြောက်လို့ရှိရင်2250ကျက်ကျတယ်เนาะပြီးတော့150ယူနစ်ဒီသုံးမယ်ပေါ့အဲ့တော့100ရဲ့150တွေက100အောင်နှုတ်လိုက်လို့ရှိရင်ယူနစ်50ကျန်တယ်အဲ့တော့ယူနစ်50နဲ့130နဲ့မြောက်လို့ရှိရင်9000နဲ့9500ယူနစ်9500 sorry 9500ကျက်ကြတယ်ပေါ့နော်ဒါကတော့ဒီယူနစ်အားလုံးပေါင်းကိုကျွန်တော်တို့ဒီကောင်တွေအားလုံးပေါင်းလိုက်မယ်ပေါ့နော်ဒါတွေအားလုံးပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဘယ်လောက်သွားကြမလဲဆိုရင်11550ကျက်ကြတယ်ပေါ့နော်အဲ့တော့ဒီနောက်ဗီဒီယိုမှာကျတော့မီတာနှုန်းသားအသစ်နဲ့ကျွန်တော်တို့အခုကွာခြားပေါ့နော်မီတာအောင်းယူနစ်ကောက်ပုံနဲ့အသစ်ကောက်ပုံနဲ့ကျွန်တော်တို့ယူနစ်150မှာဈေးဘယ်လောက်ကွာသွားတဲ့အကြောင်းကိုကျွန်တော်ထပ်ပြီးအသေးသေးရှင်းပြပေးပါမယ်